အရန်ရေးကြီးတယ်ဒါလေအဓိကသူတို့လုပ်မဲ့နေရာကရန်ကုန်မန္တလေးမုံရွာကလေးရန်ကုန်မန္တလေးမုံရွာကလေးနော်သူတို့ကဖြည့်ရှင်းချက်ချထားတယ်သူတို့တွေရဲ့ရုပ်မာမှုတက်ခါလဲပြောမယ်နော်သူတို့တွေကဘလို့ဖြည့်ရှင်းထားလဲဆိုတော့တဲ့သူတို့ကတာတကအနေနဲ့ရှစ်လေးလုံးတော့ဂျပန်တေသွားတဲ့ကြီးစံသူတို့ကြီးစံမဟုတ်ဘူးဆိုတော့တာတကအတိန်သူတို့ကလှုပ်တယ်နော်ရှစ်လေးလုံးတော့ဂျပန်တင်းတောက်တေသွားတာသူတို့ကြီးစံမဟုတ်ဘူးဆိုပြီးတော့သူတို့တန်ရုံကိုပေးစစ်တယ်တန်ရုံကိုပေးစစ်ပြီးတော့မှသူတို့ရဲ့တန်ရုံကစစ်လိုက်တာကသူတို့ရဲ့ကြီးစံမဟုတ်ဘူးဆိုပြီးတော့မှအဲ့ဒီရဲ့ပြဿနာညင်းပြီးလိုက်ရတယ်နော်အခုသူတို့ဘာပြန်ပြောလာလဲဆိုတော့ဒီနေ့တင်လာတဲ့စာနော်သူတို့ဘက်ကတင်လာတဲ့စာနော်အရေးကြီးလို့ပြောတာနော်အာလာပါလာပြောတာမဟုတ်ဘူးရှယ်ကြပါအရှင်းသူတို့ဘက်ကဘာတင်လာလဲဆိုတော့သူတို့ဒီရန်ကုန်မန္တလေးမုံရွာဒီမှာထိနေတဲ့ကြည်ပေါ့နော်ဒီခေါင်းပွေအောင်ထိနေတဲ့ကြည်ကသူတို့ကြည်စံမဟုတ်ဘူးဆိုတာကိုသူကတက်တေတာတကားနဲ့သူတို့တင်လာတယ်နော်အဲ့ကြတော့သူတို့ကဘလို့တင်ပြလာလဲဆိုတော့ဒီထဲမှာသူတို့ဒီပြည်သူလူထုနဲ့ဒီစစ်တပ်မတော်ရဲ့အကြားထဲကိုအမြင်လွဲအောင်လို့နော်ရောင်စုံတပုံနေရနေမှာဒီပြည်သူလူထုတွေဝင်ရောနေပြီဖြစ်တဲ့အတွက်သူတို့စစ်အင်အားတိုးချဲ့ပြီးတော့မှသူတို့ယူပါတော့မယ်ဆိုတော့မှမလိတ်တပတ်လိန်လေတဲ့စာတွေတက်လာပြီနော်မလိတ်တပတ်လိန်လေတဲ့စာတက်လာပြီကျမတို့ကလည်းဘာလုပ်နိုင်လဲဆိုတော့ကျမတို့ဒီဘက်ကလုပ်နိုင်တဲ့အပိုင်းကကျမတို့လုပ်ယူမယ်ဒါပေမဲ့အဲ့ဒီဘက်မှာရင်ဆိုင်ရတဲ့လူတွေကတကယ်ကိုရင်ဆိုင်ရတဲ့လူကတည့်ရရှင်ရင်ဆိုင်နေရတာနော်တည်ရချင်းရင်ဆိုင်ရတာဆိုသူတို့ view ဟာပြောင်းသွားတာကိုကျမလူတွေကိုအတိပေးရမယ်အချိန်မီအတိပေးရမယ်ဟာကျမတာဝန်ပဲဘာဖြစ်လို့ရှိရင်ဒါမှကျမတို့ဘာမှအပြစ်မဲ့တဲ့ကလေးတွေတန်းစီပြီးမတည်တော့မှာနော်အပြစ်မဲ့တဲ့ကလေးတွေအပြစ်မဲ့နေတဲ့ကလေးတွေတွေးဆူနေတဲ့ကလေးတွေတည်တော့မှာနော်အဲ့ကြတော့ပြောချင်တာကကြတော့ဒါကဘာလဲဆိုရင်ကျမတို့အိမ်ထဲမှာနေပြီးတော့မှအတန်တိတ်ဒီနေ့အာတုဘချမယ်ဆိုအာတုဘချပြီးပြန်လာရင်အတန်တိတ်အလံအမဲတွေလွင့်တာတို့အလံအဖြူတွေလွင့်တာတို့တနေ့နဲ့တနေ့မတူအောင်ပြိုင်တူမတူအောင်လို့လွင့်ကြပါနော်အနောက်ပြီးတော့မှ UN အလံတွေလွင့်တာတို့ထဲကနေဆန္ဒပြတဲ့ညီမျိုးစုံတုံးအပြင်ကိုလုံးဝမထွက်ပဲနဲ့အဲ့ညီကိုတုံးသူတို့ကဘာလဲဆိုလို့ရှိရင်သူတို့ရဲ့ကြည်စံမဟုတ်ပါဘူးဆိုတော့ညင်းဖြိုချက်တွေနဲ့ကလိန်ကကျစ်တွေသူတို့တင်လာပြီနော်ဟုတ်လားသူတို့ကလိန်ကကျစ်တွေတင်လာပြီနော်ကလိန်ကကျစ်တွေသူတို့လောက်လာပြီဆိုတဲ့ခါကျတော့အပေါ်ကလည်းဘလို့နီးနဲ့ဖြစ်အပေါ်ကလည်းဒေါက်တာဆဆကိုတိုင်ကလည်းပြောသွားပြီးဒါကသူတို့တပုံအဖြစ်ဝင်သွားတယ်ဟုတ်ပြီကျမတို့ကာကွယ်မယ်ဒုတ်ဆွဲဓာဆွဲသူတို့ကကြည်စံကိုဒုတ်ဆွဲဓာဆွဲပြီးကာကွယ်လို့မရဘူးဆိုတဲ့ခါကျတော့လမ်းထိပ်တွေမှာရန်ကုန်မန္တလေးတွေကလမ်းထိပ်လမ်းတွယ်တွေကြားထဲမှာကိုရက်ကွက်တူရက်ကွက်လုံချုံကြီးကိုဟာကိုယူကြအကောကနေကိုလုံးအကာကွယ်သူတို့ကားတွေဝင်လာလို့မရတဲ့ပုံစံမျိုးတွေဘလောက်ပြီးတော့မှအိမ်ထဲမှာပဲနေကြအိမ်ဆန္ဒပြတာဆိုတာအိမ်ထဲကနေပြခိုင်းတာနော်အိမ်ထဲကနေပြလမ်းပေါ်ထွက်ပြီးတော့မှဆန္ဒကိုထုတ်ဖော်မှဆန္ဒဖော်တာမဟုတ်ဘူးကျမတို့လူတွေလည်းတည်ပြီးလမ်းပေါ်ထုတ်ပြီးတော့မှလည်းကျမတို့ဆန္ဒတွေပြပြီးလူအုပ်လည်းပြပြီးကျမတို့လူအုပ်အတွက်ကြောင့်မို့သူတို့ဒါမဲစိမ်းလိမ့်နေဆိုတဲ့ဟာလည်းပြေပြောက်သွားပြီးဒါကျမတို့လူအုပ်ပြတဲ့အတွက်ကြောင့်မို့နံပါတ်2ကျတော့သူတို့တင်လာတဲ့ဟာတွေကလည်းအရင်မြဖတ်မြဟာဒီဆိုတော့ဘောင်တွေကနေပဲရှင်းရတော့မှာဘာလို့ဆိုသူတို့ကဘောင်အပေါ်ဘောင်တွေကိုသူတို့နော်တခုပဲပြောနေတာကြတော့မထွက်ကြပါနဲ့တော့မထွက်တာအကောင်းဆုံးပဲကျမရဲ့အကောင့်ကိုလမ်းပိတ်နေတယ်သိလားကျမရဲ့ဒီအကောင့်ကိုလမ်းပိတ်နေတယ်နော်သူတို့အပေါ်တင်လာတဲ့ဟာတွေကိုချက်ချင်းကျမချစ်ချင်းရလို့ချက်ချင်းပြောနိုင်တဲ့ခါကျတော့ကျမအကောင့်ကိုလမ်းပိတ်နေရယ်နော်ဒါသူတို့ဘက်ကတင်ပြလာတဲ့ဟာတွေနော်သူတို့ဘက်ကတင်ပြလာတဲ့ဟာကဒီသူတို့ကြည်စံမဟုတ်ဘူးဆိုတဲ့ဟာအရင်ရေးကြည့်တယ်သူတို့ဘက်က view ဟာကိုတွေပြန်စဉ်းစားပြီးတော့ဘာပြန်လုပ်တင်တယ်လဲဆိုစဉ်းစားအတက်ထွက်ပြီးတင်ရင်လေကိုသူတို့ကြည်စံမဟုတ်ပါဘူးဆိုတဲ့ဟာနဲ့သူတို့အပေါ်ကိုတင်လာလို့ရှိရင်ကိုတွေရှုံးတာပဲနော်အဲ့ဒီအတွက်ကြောင့်မို့ကျမတို့တွေအတက်လွတ်ခံရတယ်ဆိုတာလဲပါပြီးသွားပြီအဲ့ကြတော့လူတွေထမထွက်ပါနဲ့တော့အိမ်ထဲကနေပဲတနည်းနည်းနဲ့လှုပ်ကြပါလို့ပဲပြောရှင်တယ်နော်ကျမရဲ့အကောင့်ကိုသူတို့ပိတ်နေပြီတိလာတာကျမအကောင့်ကိုသူတို့ပိတ်နေပြီနော်ကျမအကောင့်ကိုပိတ်နေပြီအဲ့အတွက်ကြောင့်မို့အတက်နိုင်ဆုံးအိမ်ထဲကနေပဲပြပေးကြပါအတိကကသူတို့ရေးထားတာရန်ကုန်မန္တလေးမုံရွာကလေးတဲ့အဲ့ဒီမြို့တွေမှာတောင်းကျန်းသူတွေဝင်ပြီးတော့မှရောနှောနေပြီဆိုတာသူတို့ကတန်တရားရှိတဲ့အတွက်ကြောင့်မလို့ပေါ့နော်အတန်တရားရှိတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့လုံခြုံရေးကိုအဓိကထားပြီးချပါတော့မယ်ဆိုပြီးတော့မှသူတို့ကကြော်ညာလိုက်ပြီနော်အဲ့ဒီအတွက်ကြောင့်မလို့ကိုတွေကလူထုနဲ့သူတို့လူမဟုတ်ပါဘူးပြည်သူလူထုကဘလို့နီးနဲ့ပဲပြပါတယ်ဆိုတဲ့ပုံစံမျိုးစန္ဒပြပါတယ်ဆိုတဲ့ပုံစံမျိုးလို့သူတို့ကဘလို့ကာတာလဲဆိုတော့ကျမတို့နိုင်ငံရေးအမြင်အရကျမတို့မသိဘူးကျမတို့ကိစ္စလည်းမဟုတ်ဘူးလောလောဆယ်ကကိုလူတွေတကယ်ကိုကိုလူတွေအရှိကထွက်နေတဲ့ကိုရဲ့လူတွေ
သူတို့ရဲ့ပြန်ရင်းတဲ့အချက်ကိုနားထောင်ပြီးတော့မှဘယ်လိုလုပ်တဲ့လဲဆိုတာပြန်စဉ်းစားလို့ရအောင်ဒီ live ကိုလွှင့်တာနော်ကျမစာရေးရင်လည်းအကြာကြီးဟိုဘက်ကစကားနားထောင်ဒီဘက်ကစကားနားထောင်စာပြန်ရေးရတာလည်းအကြာကြီးလို့ဒီ live ကိုကြပြကြရထားလွှင့်တာအဲ့ရအတွက်ကြောင့်မို့အတက်နိုင်ဆုံးမိမိအိမ်ထဲကနေမှမိမိရဲ့အိမ်ရှိတွေကနေမှမကျေနပ်ကြောင်ပြတဲ့နီလန်းကိုပဲရွေးကြပါလို့နော်ထွက်တဲ့နီလန်းရွေးလို့ရှိရင်သူတို့တွေကဒါရောင်စုံတပုံတွေကဒီထဲမှာဝင်ရွေးရောနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့တင်းကျပ်တဲ့ဥပဒေတင်းကျပ်တဲ့ဟာနဲ့သူတို့ကိန်းဆောင်သွားတော့မယ်ဆိုတဲ့ဟာကိုသူတို့တင်ပြတယ်နော်တင်ပြတယ်ဆိုတော့အဲ့ဒါအလကားမဟုတ်ဘူးနော်အဲ့ဒါအလကားမဟုတ်ဘူးနော်သူတို့ကချစ်လေးလုံးတော့ဂျပန်တေသွားတယ်ဂျပန်တင်းထောက်တေတာတော့သူတို့ကြည်စံနဲ့တေတာမဟုတ်ဘူးဆိုပြီးသူတို့ရှောင်ထွက်သွားနိုင်တယ်ဆိုလည်းသဘောပေါက်နော်အဲ့ဒါသူတို့ရဲ့ပရိယေသူတို့ရဲ့မာယာသူတို့ရဲ့လောကျမတို့ဒီဘက်ကပြန်ဖော်တဲ့လူကနောက်ကျမှာအရင်ရှင်တို့ဖြစ်ရမှာရှင်တို့ခံရမှာအရှိမထွက်နေတဲ့လူတွေခံရမှာအရင်ဆိုတော့အဲ့ဟာကိုပြန်စဉ်းစားကြပါနော်အဲ့ကြတော့ထွက်ပြီးဆန္ဒပြမဲ့စာအိမ်မှာနေပြီးဆန္ဒပြတဲ့နီလန်းကိုပြန်စဉ်းစားစေချင်ပါတယ်နော်အိမ်ထဲလာမှပဲဗီဒီယိုဖိုင်ရိုက်လို့ရှိရင်တက်တာမယ်ဒါကြောင့်မလို့အကုန်လုံးဒီတိမ်မဲ့လောက်ကြပါသူတို့တွေကတင်လာတဲ့စက်လုံးတွေကိုကိုကပြန်ပြောပြရတာဒါအမိပြန်ပြောပြတာကျမရဲ့အကောင့်ကိုသူတို့ report ထုတ်နေပြီနော်ကျမအကောင့်ပြတ်တော့မှာသိလား report ထုတ်နေပြီဆိုတော့ဒီဟာကိုအနာခံပြီးအမြန်ဝင်ပြောတာနော်အားလုံးပဲဒီဟာကိုကိုယ့်ဟာနဲ့ကိုအနီးစက်မြန်မာပြည်ကလူတွေနီးစက်လောက်သွားကြပါသူတို့တင်လာတဲ့ဟာကိုကိုပြန်သိရမယ်နော်သူတို့ကြည်စံမဟုတ်ဘူးသူတို့တခြားတပုံလူတွေဝင်ရောနေပြီဒီအတွက်ကြောင့်သူတို့ထိရောက်ဖော်ထုတ်သွားပါမယ်ဆိုသူတို့အစတော့ရဲပါဆိုပြီးပြောတယ်အခုဒီနေ့ကျတော့ဒီလိုမျိုးပြန်ပြောလာပြီသူတို့တွေကနီးမျိုးစုံကလင်ကချစ်ကြတော့မှာနော်အဲ့အတွက်ကြောင့်မို့အဲ့ထဲမှာတစားခံမဖြစ်အောင်ကိုယ့်အောင်နဲ့ကိုရှောင်ကြပါတထောင်းစားတွေကတော့တထောင်းစားနီးတထောင်းစားကြက်ခွေးကြံခွေးဝဲစားကြက်တွေလောက်လာပါပြီနော်အဲ့ဒါလေးတွေကိုပြောချင်တာပါနော်အားလုံးပဲဒီထက်ပြောလို့လည်းမရဘူးကျမအကောင့်ကိုသူတို့ပိတ်မယ်လို့ပြောနေလို့နော်အဲ့ဒါကြောင့်မလို့ပါနော်